မတွေးလို့ရှိရင်မတတ်တာဒါစိတ်ပူပန်မှုချွတ်ချတဲ့နေ့တစ်ခုကိုယ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတယ်ဖြစ်ရလေခြင်းတို့စိတ်ထဲမှာရှုကြုံမရဖြစ်နေလို့ရှင်တောကနေစိတ်ပူပန်မှုတွေများလာအဲ့ဒါလို့မတွေးပဲနဲ့ဟိုဘဝဆိုတာဒီပစ္စည်းကိုငါပိုင်တယ်ဆိုတာတခဏပစ္စည်းသင်္ခါရလူသင်္ခါရငါကရင်လည်းပစ္စည်းဆွန့်လိုက်ရတာပဲပစ္စည်းကတော့လည်းငါ့ကိုဆွန့်သွားတာပဲဘယ်ရာမှမမြဲဘူးလို့မြတ်စွာဘုရားဟောထားတာပဲမမြဲတဲ့နောက်မှာတောကဖြစ်နေလို့အပူပဲလို့စဉ်းစားလိုက်တာနဲ့ဟောပူပန်မှုကပျောက်ဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီနည်းကိုဟောတာဘုရားသုံးတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်ယံကိစီဘူတံသင်္ခတံဘာလောကဓမ္မတံဝတ္တမာပလုစီတိနေတံဌာနံဝိသတိမြတ်စွာဘုရားဟောအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားတဲ့အရာတစ်ခုမပြတ်ရအောင်မပြောက်ရအောင်ဘယ်သူတတ်နိုင်ပါလဲတဲ့ဘယ်သူမှမတတ်နိုင်မဖြစ်နိုင်ဘူးကံကုဋ္ဌထလဘဒီအခြေအနေမျိုးကိုငါမှဘာလုပ်နိုင်ပါလဲမတတ်နိုင်ပါဗမာတွေလည်းပြောတယ်ရှိတယ်ဗမာလိုကံကုဋ္ဌထလဘဆိုဘာတတ်နိုင်ပါလဲနော်မတတ်နိုင်မတတ်နိုင်တာကိုမတတ်နိုင်တဲ့သဘောကိုဆင်ញင်စဉ်းစားလိုက်ရင်တောကရော့သွားတာဒီလိုဆိုလိုတာပေါ့နော်ဒါကတည်ငါအားဖြင့်ပြည့်ငြိမ်းမှုအတွက်ဆိုင်ရာအကြောင်းလေးတစ်ခုနဲ့ဖြည့်ရှင်းတဲ့နည်းစနစ်ကိုပြောခုနထာဝရဖြည့်ရှင်းခြင်းပြီဆိုရင်တော့သီလကစပြီးတဲ့အခါမှာသီလဝိတ္တုဖြစ်ပြီးစိတ်ဒီကိုချင်းတရားကောင်းလာပြီဆိုဒီကိုချင်းတရားကောင်းတာဘာအတွက်လဲလို့ဆိုရင်သီလဝိတ္တုဒီစိတ်တဝိတ္တုဖြစ်ဖို့အတွက်ပဲသီလဝိတ္တုမှာမရှိဘဲနဲ့စိတ်တဝိတ္တုဖြစ်ဖို့ဆိုတာအခြေအနေမပေးဘူးသီလရဲ့အခြေအနေကိုကြည့်လိုက်ကိုယ်တိုင်ကိုချင်းသီလနဲ့ပြေဝတဲ့ပုဂ္ဂိုလ်ကိုသီလကိုဆင်ញင်ကြည့်လိုက်တဲ့အခါဘာဖြစ်စိတ်ထဲမှာနှလုံးမသားမယာမဖြစ်ဘူးကြည်နူးတယ်စိတ်ထဲမှာဝမ်းသာအဝိပတိတာရစိတ်ဆင်းရဲတာမဖြစ်ဘူးငါးပါးသီလလုံလို့ငါးပါးသီလလုံတယ်လို့တွေးလိုက်တာနဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ဘူးစိတ်နှလုံးဟာကြည်သာနေတယ်အဲ့ဒီစိတ်နှလုံးကြည်သာမှုသည်ပံမောက္ခဝမ်းမြောက်ဖို့ပဲဝမ်းမြောက်မှုဖြစ်စေပံမောက္ခဝမ်းမြောက်မှုကပီတိလို့ဆိုတဲ့နှစ်သက်ကျေနပ်မှုကိုဖြစ်စေပီတိဆိုတဲ့နှစ်သက်ကျေနပ်မှုကပတ္တတိလို့ခေါ်တဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုသည်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုဖြစ်စေဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာလို့ရှိရင်စိတ်တည်ငြိမ်မှုလို့ဆိုတဲ့တမာရီကိုဖြစ်စေတယ်။ဟောစိတ်တဝိတ္တုဆိုတာတမာရီကိုပြောတာ။စိတ်ကလေးငြိမ်လာတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာချမ်းသာမှာမချမ်းသာဘူးဆိုစိတ်မငြိမ်ဘူးလေ။ပကောင်းမှုဒုစရိုက်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တရားဟာပူပန်နေရတဲ့အတွက်ကြောင့်ခုနပြောတာတွေဆုံးရှုံးတယ်။ပြန်တွေးလိုက်တိုင်းစိတ်မချမ်းသာဖြစ်တယ်။စိတ်မချမ်းသာဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတာကင်းမဲ့တယ်ဝမ်းမြောက်မှုမရှိလို့ပီတိဆိုတာမလာဘူးပီတိမလာလို့ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုတွေမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်သည့်အတွက်ကြောင့်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုမရှိဘူးစိတ်မှမချမ်းသာတဲ့ပုဂ္ဂိုလ်တရားဟာစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဘယ်မှာဖြစ်မလဲဒီအိဗယ်ပြောဒါကြောင့်မို့လို့သီလဒီထက်ဆက်သွယ်သွားပဋိစ္စသမုပ္ပါဒ်လို့ပဲသူကလည်းဆက်သွယ်မှုတွေရှိတယ်လို့ဒီလိုပြောတယ်နော်ဆက်သွယ်နေတယ်ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလဘယ်ကိုဥတည်သွားတာလဲဆိုတမာတိကိုဥတည်သွားတမာတိရသွားပြီဆိုလို့ရှိရင်စိတ်တဝိတ္တုဆိုတာဖြစ်လာတယ်ပေါ့စိတ်ကလေးစင်ကြယ်တယ်လို့ပြောတာဟာစိတ်တည်ငြိမ်မှုကိုပြောတာစိတ်တဝိတ္တုဆိုတာတမာတိကိုပြောတာတဲ့ကဲတမာတိကဘယ်နှမျိုးရှိတုံးလို့ဆိုရင်စာပေကျမ်းကအများစုမှာပြောလို့ရှိရင်တမာတိကို2မျိုးပဲပြောတယ်ဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိ
အပ္ပနာသမာဓိဆိုတာအတူချုပ်ပြောရလို့ရှိရင်စံတရားရထားတဲ့အခါမှာအာယုန်နဲ့ကိုစိတ်ကိုညှိမြုပ်ထားနိုင်တဲ့သမာဓိမျိုးဖြစ်လို့အပ္ပနာသမာဓိသန္တာသမာဓိလက်စိတ်ဖို့စိတ်ရလာလို့ရှိရင်လည်းပဲအာယုန်နိဗ္ဗာန်ဆိုတဲ့အာယုန်ထဲမှာစိတ်ဟာမြုပ်သွားလို့မြုပ်ထားလို့အပ္ပနာသမာဓိလို့ခေါ်တယ်အဲ့ဒီသံတို့မဖို့တို့တဲ့အနိကမှရှိတဲ့တမာတိမျိုးကြတယ်ဥပ္ပစာရတမာတိလို့ခေါ်တယ်အဲ့ဒီတမာတိနှမျိုးလုံးကိုစိတ်တဝိတ္တုတိလို့ဒီလိုပြောတာဒါကဝိပဿနာရှင်းစဉ်နဲ့မဆိုင်ပဲနဲ့အောင်မြင်တဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားလုံးဥပ္ပစာရတမာတိအပ္ပနာတမာတိနှမျိုးစီစိတ်တဝိတ္တုတိအဲ့ဒီထဲမှာနောက်ထပ်ထပ်ဖြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်ရမလို့ဆိုခဏိကတမာတိလို့ခေါ်တယ်ခဏိကတမာတိဆိုတာဝိပဿနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာတဲ့တမာတိတရားကိုအနိစ္စလက္ခဏာကိုဖြစ်ခိုက်ကလေးကိုရှုပြီးတော့ရှုတဲ့အခိုက်ကလေးမှာတည်ငြိမ်သွားတဲ့တမာတိချုပ်ခိုက်ကလေးမှာရှုတဲ့အခိုက်လေးမှာတည်ငြိမ်သွားတဲ့တမာတိဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းရှုနိုင်သွားပြီဆိုလို့ရှိရင်ဖြစ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ချုပ်ခိုက်ကလေးမှာဖြစ်လိုက်တယ်ဖြစ်တိုင်းဖြစ်တိုင်းချုပ်တိုင်းချုပ်တိုင်းဒီတမာရီလေးကစင်စစ်မပြတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါခဏိကတမာရီလို့ခေါ်တယ်ခဏကလေးတစ်ခါတည်းဖြစ်တဲ့တမာရီကိုခဏိကတမာရီခေါ်တာမဟုတ်ဘူးနော်အင်အားရှိလာတယ်စင်စစ်မပြတ်မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားတဲ့အခါမှာဖြစ်ခိုက်ကလေးကိုလည်းသိဖို့အတွက်စိတ်ကလေးဟာငြိမ်သွားတယ်ချုပ်ခိုက်ကလေးဆိုတဲ့အာယုံလေးပေါ်မှာလည်းစိတ်ကလေးကငြိမ်သွားတယ်ဖြစ်ခိုက်ချုပ်ခိုက်တိမ့်တန်းကြရေထိအောင်ဒီတမာရီကဇက်တိုက်ဖြစ်နေတယ်ဆိုရင်သူကလည်းအားကောင်းတဲ့တမာရီတစ်မျိုးဖြစ်လာတယ်လို့ဒီလိုပြောအဲ့ဒီခဏိကတမာရီဟာနာဟိခဏိကတမာရီဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာတိမပါပဲနဲ့ဝိပဿနာမဖြစ်ဘူးဆိုတော့ခဏိကတမာတိဆိုတာဝိပဿနာတမာတိကိုပြောတာလို့ပြောရင်လည်းရတယ်နော်အပ္ပနာတမာတိဥပ္ပစာရတမာတိတို့ဆိုတာကသမထတမာတိတွေကိုပြောတာသမထကျင့်စဉ်ကရတဲ့တမာတိတွေကိုပြောအပ္ပနာတမာဥပ္ပစာရတမာတိနဲ့အပ္ပနာတမာတိကသမထကျင့်စဉ်နဲ့သက်ဆိုင်ခဏိကတမာတိဆိုတာဝိပဿနာနဲ့သက်ဆိုင်တယ်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့ဒီတမာရီဟာဒလဆက်ရှုမှတ်နိုင်လာပြီဆိုတဲ့အခါမှာသူကအင်အားတွေကောင်းလာစင်စစ်မပြတ်ဖြစ်ဟောစင်စစ်မပြတ်ဖြစ်သို့တော့ဖြစ်ခိုက်ကလေးတွေမှာဖြစ်တာဖြစ်တော့ကြောင့်အားလုံးစုလိုက်တဲ့အခါစင်စစ်မပြတ်ဖြစ်နေတာဖြစ်တော့ကြောင့်အင်အားရှိတဲ့တမာရီတစ်မျိုးဖြစ်လာအဲ့ဒီခဏိကတမာရီမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးတဲ့ဝိပဿနာဖြစ်နေရင်လည်းပဲခဏိကသမာဓိနဲ့သွားနေတာလို့ဒီလိုမှအဲ့တော့ခဏိကသမာဓိရရင်လည်းစိတ်တဝိတ္တုဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့သီလဝိတ္တုစိတ်တဝိတ္တုဒီတစ်ခုရလာပြီဆိုတဲ့အခါကျတော့မှကိုယ့်ကိုဆင်ញင်သုံးသပ်ရတာကိုယ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်တယ်ဒီအဆင့်ကိုရောက်မှာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းကိုယ့်ကိုကြည့်လိုက်ကြည့်တဲ့အခါရုပ်ခန္ဓာကိုယ်ကြီးရှိမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်မဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတဲ့ရုပ်ခန္ဓာကိုယ်ကြီးမဟာဘုတ်၄ပါးဆိုတာတဘာဝကိုပြောမယ်ဆိုလို့ရှိရင်နော်ပထဝီဆိုတာမာသဘောပြောသဘောလို့တဘာဝနဲ့ပြောကြတယ်ဒီဆိုအာဘောဆိုတာယူစည်းတဲ့သဘောဖွဲ့စည်းတဲ့သဘောတဘာဝနဲ့ပြောရင်တေဇောဆိုတာပူတဲ့သဘောအေးတဲ့သဘောဝါယောဆိုတာလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောလို့ဒါကသဘာဝနဲ့ပြောတာတခါတည်းဟန်ကြတော့အရှိနဲ့ပြောလို့လည်းရမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောတဲ့အခါကျဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တည်ဆောက်ထားတယ်လို့ဆိုတဲ့စကားအရအရှိနဲ့ပြောလို့ရှိရင်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်မှာဘာတွေရှိတုံးဆိုအယိုးတွေရှိတယ်နော်အယိုးတွေနဲ့တိဆောက်ထားတာမှန်တယ်ခန္ဓာကိုယ်ရဲ့ဒီစကယ်တန်ကြီးပေါ့ brain ကြီးကအယိုးတွေကြီးပဲကော
ပုတ်ခေါင်းကနေစပြီးတော့ခြေပြားထိချိအယိုးအားလုံးမြင်မှုလိုက်မယ်အယိုးစုကြီးတွေနော်ကိုယ့်ကိုယ်လည်းအဲ့ဒါချိပေးပေါ့အယိုးစုကြီးအဲ့ဒီလိုအတုံးအခဲတွေအဲ့ဒီအယိုးစုကြီးပေါ်မှာအသားတွေကြွက်သားတွေနော်ဒီနှလုံးတို့ကြောက်ကတ်တို့အသေးတို့ဥသိဥမတို့ဆိုတဲ့ဒီအတုံးအခဲတွေဒါတွေကတစုဒါတွေကိုပထဝီလို့ခေါ်တာပဲဓာတ်ကြီးလေးပါးနဲ့တိဆောက်တာနောက်ဒီထဲမှာအရည်တွေရှိတယ်ဟုတ်လားမျက်ရည်ရှိတယ်သွေးတွေရှိတယ်ဟောအရည်သဘောတွေဒါကိုအာဘောလို့ခေါ်တာပဲနောက်ပူတဲ့သဘောအေးတဲ့သဘောအပူတွေအေးတွေခန္ဓာကိုယ်မှာကိုယ်ငွေ့တွေရှိတယ်အစာတွေကျဉ်ညက်သွားလောက်အောင်ပူတဲ့အပူရှိတယ်ခန္ဓာကိုယ်ကြီးတစ်ဖြည်းဖြည်းရင့်လာအောင်ပိုးလာအောင်ပူတဲ့အပူတွေရှိတယ်အဲ့ဒီအပူတွေမှန်သမျှကိုသေဇောလို့ခေါ်တယ်နေ့စဉ်နဲ့ညအသက်ရှူသွင်းထုတ်နေတဲ့လေတွေရှိတယ်တခြားလေတွေလည်းရှိတယ်အဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့လေတွေအားလုံးဝါယောလို့ခေါ်တယ်ပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကသာတုမဟာဘူတိကောအယံကာယောတဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာလို့ဆိုတာဒါပြောတာကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီခန္ဓာကိုယ်ကြီးဟာဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဒီဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးကိုတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုရင်တာမန်အနေနဲ့ကတည်းကကြည့်မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးဆိုတာလေးကစအမှန်တမ်းသိငယ်တဲ့အဆက်အပြောက်ကလေးတဲမှာတရေတီးပြီးတော့စကလလရေကြီးကနေပြီးတော့နော်အမြုပ်ကနေပြီးတော့သားတစ်ကနေပြီးတော့အမအခုလုံးပြီးတော့မှခက်မှငါးပြားဆိုတာတဖြည်းဖြည်းပုံတရံပေါ်လာဆိုလိုတာကခန္ဓာကိုယ်ကြီးဖြစ်ပေါ်နေတာကိုလည်းပဲလူတွေသိကြတယ်ဆရာဝန်တွေဆိုရင်တော့ပိုသိတာပေါ့နော်လက်တွေ့သင်ကြားနေရတဲ့အခါမှာပိုသိတာမန်ပုဂ္ဂိုလ်တွေလည်းပဲအမှတ်တမဲ့နေရင်သာမသိတာပါလူရဲ့ခန္ဓာကိုယ်ကြီးဟာရှုပ်ခန္ဓာကိုယ်ကြီးကကြည့်သေးလေးကနေပြီးတော့တဖြည်းဖြည်းကြီးလာတဖြည်းဖြည်းကြီးလာစတင်ဖြစ်လာတာကိုအာစယလို့ခေါ်တယ်အာစယအပစယပါစယဆက်လက်ပြီးတော့ဖြစ်နေမွေးဖွားလာတဲ့နောက်ကြလဲကြည့်မွေးလာတော့ကသေးသေးလေးရဲ့ခမင်းမုံငါတေးစာတွေစားပြီးတော့ကြီးလာလိုက်တာဟောဒါယုတ်ခန္ဓာကိုယ်ကြီးရဲ့သဘောနောက်ဆုံးကြတော့ဘာဖြစ်လဲဆိုဒီယုတ်ခန္ဓာကိုယ်ကြီးသေလို့ရေပြုတ်ပလိုက်ရတယ်မိတချိုလိုက်ရတယ်ဟောဒါလည်းတွေ့ကြတယ်အဲ့တော့တမ္ပံပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့ဒီယုတ်ပိုင်းဆိုင်ရာကြီးရဲ့ဖြစ်လာတာကိုလည်းပဲမြင်လို့ရတယ်နောက်ဆုံးပြတ်သွားပြီးတော့မြေမြုပ်တင်းညိုလိုက်ရလို့ပျက်စီးသွားတဲ့အနေအထားမျိုးတွေလည်းမြင်နေရတော့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုမမြဲဘူးလို့ပြောဖို့ရအမှန်တမ်းလွယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေနော်ကိပြတ်ဖို့ဆိုတာဖြစ်နိုင်အမှန်တမ်းဟုတ်မစင်စားမဆင်ခြင်ရင်သာလူတွေကတကယ်စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့ဖြစ်လာတာလည်းသိရတယ်ပျက်စီးသွားတာလည်းမြင်နေရတယ်မျက်စိနဲ့တည်းပဲမြင်နိုင်တာဖြစ်သောကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့မမြဲမှုသဘောတွေဟာဓမ္မထင်ရှားတယ်ဒီလိုဆိုလိုတာနော်ဒီအတုတ္တဝါတုတ်တံမှာမြတ်စွာဘုရားဒီလိုဟောတယ်ဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှိငွေ့လာကြတဖြည်းဖြည်းနဲ့ကြီးလာပြီးတဖြည်းဖြည်းနဲ့အိုသွားတယ်နော်တဖြည်းဖြည်းနဲ့အိုသွားပြီးနောက်ဆုံးမှသေဆုံးသွားတယ်ပြစ်လိုက်ရတယ်ဟောဒါတွေကိုကြည့်ပြီးဒီယုတ်ခန္ဓာကိုယ်ကြီးပေါ်မှာညှိငွေ့ဖို့တွေ့တာမှုတွေကင်းပြတ်ဖို့ဖြစ်ဖို့လွယ်တယ်ဒါဖြင့်ဖြစ်ဖို့ခက်နေတာကဘာတော့လို့ဆိုလို့ရှိရင်အသိစိတ်ကလေးပေါ်မှာကြတော့လူတွေကဖြစ်တာပြတ်တာကိုမမြင်နိုင်ကြဘူးမမြင်နိုင်သည့်အတွက်ကြောင့်အသိစိတ်ကလေးနဲ့ပတ်သက်လာတဲ့အခါကျတော့တွေ့တာမှုတွေအလွန်ကြီးတယ်မငြင်းငွေ့နိုင်ကြဘူးဟုတ်တယ်လူတွေကရုပ်ပေါ်တာငြင်းငွေ့တာစိတ်ပေါ်ကြတော့မငြင်းငွေ့မငြင်းငွေ့လို့ရေပုံရအပြင်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာသိသွားလို့ရှိရင်ဒီဝိညာဉ်ကောင်လေးအသိစိတ်လေးတို့ဟာမျိုးဝိညာဉ်ကောင်လေးဟာတ
ဒီခန္ဓာကိုယ်တွေကထွက်သွားပြီးတော့နောက်ဘဝဝင်စားတယ်လို့တောင်ယူဆကြတယ်လေသာဝရမြဲတဲ့အရာလို့ဒီလိုထင်ကြတာဒါအများထင်တာကိုမြတ်စွာဘုရားပြောအဲ့ဒီစိတ်လေးပေါ်မှာညှင်းငွေတာကိုမညှင်းငွေနိုင်ကြဘူးတဲ့တတ္တဝါတွေဟာတွေ့တာမှုတွေအားကြီးကြတယ်လူတွေကကိုယ်စိတ်ကိုပြောကြငါစိတ်ဟောဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာကျုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရဘူးသွားကျိုးတာလည်းမရှိဘူးဒါကြောင့်မို့လို့စိတ်ကလေးပေါ်မှာမငြင်းငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတုံးဆိုရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိနေရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလားဘူးညဖြစ်တဲ့စိတ်ကနေပါမလားဟောဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတန်တူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်နဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်နဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတာအဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပြိစေတာဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တယ်ဒိဋ္ဌိဝိသုဒ္ဓိပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီဉာဏ်ရလာမှကင်္ခာဝိကရဏဝိသုဒ္ဓိလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရတဲ့ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပရိစ္ဆသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်းလေးကြောင်းကိုအရင်မှတ်ရနော်ဣမသမိန်တတိဣရံဟောတိနံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိ
အခုကြည့်တရားစစ်မီးရှိနေတဲ့များကလည်းမလုံးအလင်းအောင်ရှိတရားစစ်မီးမရှိတော့ဘူးဆိုရင်အလင်းအောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလို့ငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်အောက်ငင်မြေမှာထိုင်းနေလို့မှမရဘူးလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုအတူတူပြောတယ်အကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတ္တမိန်အတ္တိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနိရောဓဣဒံနိရောဓတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆေသမုပ္ပါဒ်ဆိုတာကျဉ်းညို့အဖြစ်ဒါပဲဒီအကြောင်းလေးခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆေသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာခြုံငိမ့်သွားလို့ရှိရင်သင်္ခါရခြုံငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆေသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစာလို့ပြီးလို့ပြောနေရင်ခက်နေလို့ဆိုတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလုံးတဲ့နာနဲ့မလုံးတဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလုံးတဲ့နာကိုလုံးတဲ့တယ်လို့မလုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်နော်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လုံးတဲ့နာကိုမလုံးခဲနေတယ်မလုံးတဲ့နာကြတော့လုံးပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာစာလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာမသိခြင်းလေးခုဒါကသိပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာအတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာအတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့အတူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့အတူတူပဲဒီလိုဆိုလိုတာနော်အင်တာမမြတ်စွာဘုရားဟောတဲ့တရားလူသားတွေအတွက်အင်တာမရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါဒနာကြီးကရှိငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာ
အတိစိတ်တွေတရေစိတ်တွေကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ယုတ်တိနာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံယုတ်တိနာတွေယုတ်တိနာတွေကကြီးထွားလာတဲ့အခါကျတော့ယုတ်နံတွေပါလာပြီဆိုတော့ယုတ်နံတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာနာမရူပပစ္စယတလာရဲ့ဆက်သွယ်ရေးအင်္ဂါရက်ဘယ်နှခုရှိတုံးဆို6ခုရှိစာလုံးမမှတ်တတ်ရင်ကိုယ်မြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာယတနာလို့ခေါ်တယ်ယုံနံတွေထဲမှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်လဲမျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်။အော်ပြင်မဲ့ကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာယရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့အသိစိတ်နဲ့သိเสียအာယုံဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တပစ္စယဝေဒနာဒါကိုစဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုံနဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုံလေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုံပေါ်လာလို့ရှိရင်စိတ်ကမပျော်ဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုံတွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကျုံနေကြအာယုံကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူသဘာဝတရားဝါတွေမှန်ညဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားဝါတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိဏ္ဍီရလာတယ်ယုတ်တိဏ္ဍီရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတယ်လှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ရှိရင်ထပ်လို့ခြင်းလားရှားခြင်းလားတဲ့နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာစိုက်တဲ့အာယုံလေးကြထပ်လိုခြင်းလားလိုခြင်းလာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေခရရင်မနေနိုင်တဲ့အနေထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရားဝါတွေမှာဒီဖတ်တပစ္စယဝေဒနာဆိုတဲ့အဆင့်ကလေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာကြတယ်ပေါ့ဆွလတ်မှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာလှုပ်လာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုကိုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိဝိဖွားခြင်းဆိုတာထပ်လာပြန်ဝိဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့သိခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိ
အမှန်မသိလို့လုံးပြီးလို့ရလှုပ်တယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလို့ရလှုပ်တာတွေလှုပ်နေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတော့အဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလို့ရလှုပ်တယ်မသိလို့လုံးပြီးလို့ရလှုပ်တယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလို့ရလှုပ်တာတွေလှုပ်နေမှာပဲလုံးပြီးလို့ရလှုပ်နေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာဘဝပရိသလာမှတော့နာနဲ့ယုတ်တွေရှိလာမှာနာယုတ်တွေရှိနေရင်တော့အော်ဂန်တွေပါလာမှာပဲအော်ဂန်တွေပါလာလို့ရှိရင်တော့ဆက်သွယ်မှုတွေဖြစ်လာမှာပဲဆက်သွယ်မှုတွေဖြစ်လာလို့ရှိရင်အာယုံရဲ့နဲ့ထိတွေ့ပြီးတော့ခံစားမှုတွေပေါ်လာမှာပေါ်လာရင်လူကျင်မှုတွေနောက်ကဆက်လာလူကျင်မှုတွေရှိလာရင်တွေ့တာမှုတွေနောက်ကလိုက်လာတွေ့တာမှုတွေရှိနေသမျှဘဝမှာကျိုးစားအထောက်မှုဆိုတဲ့ကမ္မဘဝတွေရလာတဲ့ခန္ဓာလို့ဆိုတဲ့ဥပပတ္တိဘဝတွေဖြစ်ဘဝကြီးတစ်ခုကဖြစ်နေဥမှာပဲဒီသဘောတွေကိုပြောတာနော်ဒါပရိစ္ဆေသမုပ္ပါဒ်ကိုလက်လန်းနေတယ်လို့ဆင်ញင်စဉ်းစားကြည့်ဘဝဒီတိုင်းဖြစ်နေတာဆိုတာဆင်ញင်စဉ်းစားကြည့်အောင်အဲ့တော့ဆင်ញင်စဉ်းစားကြည့်တော့ဒီလိုစဉ်ဆက်မပြတ်ဖြစ်ပြီးနောက်ဆုံးမှာဇာတိပစ္စယသရမရဏအိုခြင်းတိတ်ခြင်းဆိုတဲ့ဒီဒုက္ခနဲ့ပဲဘဝတစ်ခုဟာအဆုံးသတ်တယ်လို့ဆိုတော့ဒါကြီးကိုရပ်ပစ်ခြင်းဘယ်လိုလုပ်ရဒါကြီးကိုရပ်ပစ်ခြင်းနောက်ကြောင်းပြန်ကျင်လိုက်မွေးဖွားတာရှိနေသမျှအိုရာသေးတာရှိမှာအဲ့တော့အိုရာသေးတာမရှိအောင်မလုပ်ရဇာတိမရှိအောင်လုပ်ရမွေးဖွားတာမရှိအောင်ဒါဖြင့်မွေးဖွားတာမရှိအောင်မလုပ်ရကမ္မဘဝဆိုတာမဖြစ်အောင်လုပ်ရကံတရားတွေမဖြစ်အောင်ကမ္မဘဝမရှိရင်မရှိအောင်ဘာကိုဖယ်ရမလို့ဆိုဥပါဒံဖယ်ရဒါဖြင့်ဒီဥပါဒံကိုမဖြစ်အောင်ဘာကိုဖယ်ရမလို့ဆိုတဏှာကိုဖယ်ရဒီလိုဆိုလို့တယ်အစဉ်လိုက်ဆက်ပြီးတော့သွားတာနောက်ဆုံးမှာအဝိဇ္ဇာမရှိတော့ဘူးဆိုမှသင်္ခါရဆိုတဲ့တရားတွေလည်းမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒါလို့အကြောင်းနဲ့အကျိုးဆက်သွယ်ပြီးတော့အခုလိုဝိဇ္ဇာကြီးဖြစ်နေတာတဏှာမှာပရိစ္ဆေသမုပ္ပါဒ်ဒီလေပတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဋိစ္စသမုပ္ပါဒလို့ဆိုတဲ့အဓိပ္ပာယ်ကပဋိစ္စဆိုတာအကြောင်းတစ်ခုကိုဆွဲပြုပြီးတော့သမုပ္ပါဒအကျိုးတရားတွေကိုထုတ်လုပ်နေတဲ့အကြောင်းတရားသို့မဟုတ်ထုတ်လုပ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားကိုပြောတာပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားကိုပြောတာဒီစကားလုံးနှစ်ခုခွဲခြားပြီးတော့မှတ်ပဋိစ္စသမုပ္ပါဒကအကြောင်းတရားကိုပြောတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေကိုပြောတာအကြောင်းနဲ့အကျိုးသည်ဆက်ဆွယ်ပြီးတော့နေတယ်အကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ဒီလိုဆိုလို့တာဒါလည်းပဲအမတ္တမထင်ရှားတာပေါ့လူတွေပဲကြည့်ပါအောင်နော်အမေဖြစ်လိုက်သမီးဖြစ်လိုက်မရှိဘူးလားနော်သမီးဖြစ်လိုက်အမေဖြစ်လိုက်ပဲလေကို့အမေကိုကြည့်ရင်ကိုကသမီးပဲပေါ့နော်ကို့သမီးကြည့်တဲ့အခါကိုကအမေဖြစ်ပြန်ဒီလိုပဲပရိစ္ဆေသမုပ္ပါဒ်မှာလည်းပဲအဲ့တိုင်းပဲအကြောင်းဖြစ်လိုက်အကျိုးဖြစ်လိုက်ပဲစဉ်ဆက်မပြတ်အခုလိုသွားနေတာအေးအဲ့ဒါကိုရှုမြင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်မြဲတဲ့အရာဆိုတာတခုမှမရှိဘူးလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာပြီဆိုတဲ့အခါနောက်ဆုံးရှုတရားပေါ်မှာလည်းပဲတွေ့တာမှုတွေကင်းပြတ်လာမယ်ဝေဒနာဆိုတဲ့ပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်တင်ညာလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်သင်္ခါရဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်လာမယ်ဝိညာဏလို့ဆိုတဲ့ခန္ဓာပေါ်မှာလည်းတွေ့တာမှုတွေကင်းပြတ်ဘာဖြစ်လို့ကင်းပြတ်လာတော့ဆိုဒီတဘာဝတရားတွေဟာဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေဖြစ်လို့ဖြစ်ချင်းပြတ်ချင်းဆိုတာတွေအများအားနှိမ့်ဆက်နေလို့ငါလုံနိုင်တာတခုမှမပါတာဖြစ်သောကြောင့်နေတံမမဒါကဟာလည်းမဟုတ်ဘူးနေသောဟမတမိငါလည်းမဟုတ်ဘူးနမေသောအတ္တငါရဲ့အတ္တလည်းမဟုတ်ဘူးလို့ဝိပဿနာဉာဏ်နဲ့မှန်မှန်ကန်ကန်ရှုမြင်နိုင်မှခုနကတွေ့တာမှုဆိုတာရှော့ချနိုင်မှာဖြစ်တယ်တွေ့တာမှုကိုရှော့ချနိုင်မှစိတ်နှလုံးပူပန်မှုဆိုတာပျောက်ခဲမှာဖြစ်တယ်ပေါ့တွေ့တာမှုရှိနေသေးသမျှကာလပတ်လုံးစိတ်ပူပန်မှုဆိုတာဘယ်တော့မှပျောက်မှာမဟုတ်ဘူးတဲ့အဲ့တော့စိတ်ပူပန်မှုကနေလွတ်မြောက်အောင်ကျင့်ဆောင်ဖို့ဆိုလို့ရှိရင်ဘာကိုလုံးဝမှာတော့လို့ဆိုရင်တွေ့တာမှုဖယ်ရမယ်
တွေ့တာမှုကိုဖယ်ခြင်းဘာလို့อ่ะအမှန်တွေ့တာတဲ့အရာတွေကိုအမှန်သိအောင်ဆင်ញင်သုံးသပ်တတ်တယ်လို့ဆိုလိုတာပဲဆင်ញင်သုံးသပ်လို့အမှန်သိပြီဆိုလို့ရှိရင်တွေ့တာမှုတွေမရှိတော့တွေ့တာမှုမရှိဘူးဆိုလို့ရှိရင်တောကမလာတော့တောကမလာရင်စိတ်နှလုံးပူပန်မှုဆိုတာမလာတော့ဘူးလို့ဒီလိုကြောင်းကျိုးဆက်နေတဲ့သဘောတွေကြည့်ပြီးတော့ဘုရားမြတ်စွာကပံကန်တဲ့ကျင့်စဉ်တစ်ခုကိုဟောကြားညွှန်ပြတာဖြစ်ပါတယ်။တန်ရုပ်ပါဠိတော်မှာလာတဲ့အတုတဝါတုတ်ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဒီတိုင်းညွှန်ကြားဆုံးမထားတာဖြစ်လို့ဘုန်းကြီးတို့တွေဒီလမ်းကလွဲပြီးတော့စိတ်ပူပန်မှုတွေကိုကြောက်ကင်းအောင်လုပ်နိုင်တဲ့နီလန်းဆိုတာတခြားမှမရှိဘူးဒီလမ်းတစ်လမ်းပဲရှိတယ်။ဒါကြောင့်မို့စိတ်အေးချမ်းသာစွာနှလုံးစိတ်ဝမ်းအေးချမ်းစွာနေခြင်းမီဆိုလို့ရှိရင်တော့စိတ်ပူပန်မှုကိုဖြစ်စေတတ်တဲ့တဏှာကိုလျှော့ချရမှာဖြစ်ပါတယ်တဏှာကိုလျှော့ချဖို့အတွက်အမှန်အကန်သိဖို့တွေ့တာမှုမဖြစ်လာအောင်အမှန်အကန်သိဖို့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်ဒီနည်းတိုင်းကြင်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်သာလေစိတ်နှလုံးပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်နိုင်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့စိတ်နှလုံးပူပန်မှုကင်းအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း